ကျွန်တော်တို့အများအားမင်းနေကြတယ်ကျွန်တော်လည်းသိကျင်တယ်အဲ့တော့ကျွန်တော်တို့ EV စီးမယ်ဆိုရင် battery ရေဆိုသွားရင်ဘယ်လိုလုပ်မလဲရေထဲဖြတ်မောင်းရင်ဘယ်လိုဖြစ်မလဲပြပါမယ်ကြမ်းပါ Water conditions can easier cause panic. However, the young wolf will take ကြည့်ပါဗျာ Leslie ကဲ and ကဲဟာဘေးမှာမြုပ်တယ် giving the drivers ကဲ confidence to stay calm and scale emergency loading mode. Yeah, the center. ကိုဘောနက်ကမြုပ်ပြီ So now the vehicles have spent about 1 meter. At this point, the emergency loading functions has been active. The U8 is also designed for safe. You can see that the suspensions rise to high. ကဲကျန်းတယ်အကျန်းစား performance ပြန်ခွေးတော့မယ်ပြန်ခွေးတော့မယ်ခွေးစီးရတော့တော့ဖြည်းဖြည်းချင်းကိုမောင်းပြတာဗျာOver a decade, you can save R&D and testing. ခေါင်းရတော့ဘူးပိုက်တယ်ကဲကဲဒီစေပဲနော်အားလည်းလုံးဝရေမဝင်ဘူးကြည့်ပါဦးလုံးဝမဝင်လုံးဝမဝင်ကောင်းလိုက်တော့ကြည့်ပြီနော်ကဲ U8 ပါ UUV8 ပါကဲဖွင့်ပြလိုက်ဒီမှာကဲဒီမှာရှက်မွိုင်းတွေဘာမှမဖြစ်တာကျန်းတယ်ဘာမှမလဲဝင်တော့မဝင်ဘူးဘာမှမဝင်ဘူးကြည့်ဦး